ကာမီလာကန်ရတာကတော့ဒါအခုတော့ကျွန်တော်ရဲ့ဒါ favorite တန်တကောင်လို့ဖြစ်နေပြီဗျာနော်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ဒါ maxman ဆော့နေရကနေပြီးတော့အခုဒါကျွန်တော်တန်ကိုပြောင်းဆော့တော့မှာပေါ့နော်နောက်စီစဉ်ကြရင်လည်းပဲကျွန်တော်တန်ပဲဆော့သွားမယ်တန်ဆော့ရတဲ့အကြောင်းရတော့ရမ်းကြီးမကြောင်းရဘူးဗျာနည်းနည်းဘယ်လိုပြောမလို့မလောင်ရဘူးတန်ဆော့ရတာနည်းနည်းပျော့တယ်ဗျကိုမူတွေဖမ်းပြီးလို့ရှိရင်ဒီနေ့ကအဲ့လိုမျိုးမင်းကြီးတွေစားပစ်တွေရသွားလို့ရှိရင်ကိုယ်စိတ်ထဲမှာအဲ့လိုမျိုးကိုဖမ်းပြီးလို့ရသွားတယ်ဆိုတဲ့ခံစားချက်ကြီးကတော်တော်ကြီးပျော်ဖို့ကောင်းတယ်ပြီးတော့ဝမ်းနေစရာကတော့ကိုဖမ်းပြီးဒီလိုမှဖြစ်တာမျိုးတွေเนาะအဲ့လိုမျိုးတွေကြတော့ဝမ်းနေရတယ်ဘာလို့လဲဆိုတော့တက်ဆိုတဲ့မျိုးကြီးကဒီဒိုင်းမိတ်မပါတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ကစပယ်တောင်းပြီးမယ်ရှိရနေပြီးတော့ enemy vision ပြပေးမယ် map vision ပေါ်ပေးမယ်ပြီးလို့ရှိရင်ဒီကွန်ဘိုတွေဖန်တီးပေးမယ်ဒီတော့ပဲလုပ်ပြီးရတာဗျာအဲ့တော့အဲ့လိုမျိုးတွေမပါတာတဲ့အခါကျလို့ရှိရင်တင်းမိတ်တွေမပါတဲ့အခါကျတော့အဲ့ဒီခုကတော့တော်တော်ကြီးကိုမှသိုးတယ်ဗျာ